လုံးလုံးကောရဲ့အကောင်ဆိုတမိုင်းစာမျက်နှာတစ်ခုဒီလိုမျက်ရည်တွေနဲ့ဆွတ်သားတော်လေးမှလို့ဘသူကထင်ခဲမှလဲ20နှစ်ကြာတန်ရုံးစကိုဖျက်တော့ပြီးလို့တမ်းမှထားတဲ့နေရာကနေထွက်ခွာတော့ခဲ့ရတဲ့မက်ဆီရဲ့အဆိုးဆိုးနဲ့မင်းကငါတို့အတွက်တော့ထားဝလာဘရင်ပါပဲလီယိုမက်ဆီကဘာစီလိုနာကနေထွက်ခွာခဲ့ရမှုဟာဘောလုံးလုံးကောရဲ့အကြီးမဆိုအပြောင်းလဲတွေတက်ကတခုပါပဲလီယိုနယ်မက်ဆီဘာကြောင့်ဘာစီလိုနာကနေထွက်ခွာတော့ခဲ့ရတာလဲဘောလုံးလုံးကောမှမဖြစ်နိုင်ဘူးလို့အားလုံးကထင်မှတ်ထားခဲ့တဲ့အရာတစ်ခု2021ခုနှစ်မှာဖြစ်ပျက်သွားခဲ့ပါတယ်အဲ့ဒါကတော့ဘာစီလိုနာရဲ့အသက်ဝိညာဉ်ဖြစ်တဲ့လီယိုနယ်မက်ဆီတယောက်အသင်းကောင်းနေနှုတ်ဆက်ထွက်ခွာတော့ခဲ့ရတာပါပဲမက်ဆီဟာ2021ခုနှစ်အော်ဂိုလာ10ရက်နေ့မှာပြည်သစ်ကလပ် PSG အသင်းထားတရားဝင်ပြောင်းရွှေ့ရရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာမှာ22နှစ်ကြာဖျက်သားခဲ့ပြီးနောက်ကျောင်းနာဘာ30နဲ့အတူစစ်ခုံမှုအသစ်တွေကိုစတင်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဘာစီလိုနာကနေထွက်ခွာတော့ခဲ့ရတာလဲ။အဓိကအကြောင်းရင်းကိုကျွန်တော်အချက်3ချက်နဲ့ရှင်းပြပေးပါမယ်။ပထမတစ်ချက်ကတော့ဘန်ဒါရဲ့အကြတဲ့ကြောင်းပါ။ဘာစီလိုနာအသင်းဟာအဲ့ဒီအချိန်မှာကျွေးနှုံထိုင်နေခဲ့ပါတယ်။ဒါလီကာရဲ့စီမီအရာအတေအသင်းဟာရရှိတဲ့ဝင်ငွေနဲ့30ရက်အထူးသဖြင့်ကစားသမားလာစာကိုမျှတအောင်ထင်ကြီးရပါတယ်။ဘာစီလိုနာရဲ့30ရက်ဟာတားမှတ်ထားတဲ့ပမာဏအထက်အစမှတာမြပြနေခဲ့ပါတယ်။ဒုတိယတစ်ချက်ကတော့ဒါလီကာရဲ့တိကျသောစီမီတွေကြောင့်ပါမက်ဆီကအသင်းမှာဆက်နေဖို့အတွက်သူ့ရဲ့လာစာကို90ရာခိုင်နှုန်းအထိချော့ချဖို့သဘောတူညီခဲ့ပါတယ်။ဒါတော့မှဘာစီလိုနာအသင်းရဲ့ဘန်ဒါရဲ့အခြေအနေကြောင့်ဒါလီကာအဖွဲ့ချုပ်ကမက်ဆီကိုစာချုပ်သေးချုပ်ဆိုခွင့်မပေးခဲ့ပါဘူး။နောက်ဆုံးတစ်ချက်ကတော့စီမံခန့်ခွဲမှုအလွဲများကြောင့်ပါအရင်စီမံခန့်ခွဲသူတွေရဲ့မှားယွင်းတဲ့လူဝယ်ယူမှုတွေနဲ့ငွေကြေးသွေးစွဲတွေကြောင့်အသင်းရဲ့ဘန်ဒါရေးကချုပ်ချက်ချခဲ့ရတာပါ။နောက်ဆုံးမှာတော့အသင်းကိုကယ်တင်ဖို့အတွက်မက်ဆီလိုအိုင်ကွန်ကစားသမားကိုလက်လွတ်ခဲ့ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။နှုတ်ဆက်ပွဲနဲ့တည်င်းစာရှင်းလင်းပွဲမှာမက်ဆီတယောက်မျက်ရည်မထိနိုင်ပဲငိုကြွေးခဲ့ရတာကိုအားလုံးမှတ်မိကြမှာပါ။သူကကျွန်တော်ဒီကနေထွက်သွားဖို့တခါမှမစဉ်းစားခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာဘောလုံးသမိုင်းမှာအလမန်ဆိုနဲ့အားနည်းစရာအကောင်ဆုံးအပြောင်းလဲတွေတကတခုပြည့်ထာဝရကြံရှိနေမှာဖြစ်ပါတယ်။2021ခုနှစ်အော်ဂိုလာ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့မက်ဆီရဲ့ဘာစီလိုနာနဲ့တည်င်းစာရှင်းလင်းပွဲဟာဘောလုံးလောကရဲ့စိတ်မကောင်းစရာအကောင်ဆုံးအခြေတစ်ခုပါပဲ။မျက်ရည်တွေကြားထဲကနေသူပြောသွားခဲ့တဲ့အချက်လက်တွေကတကယ်ကိုရင်ပတ်ထဲကိုထိရှားစေပါတယ်။မက်ဆီကသူဟာဘာစီလိုနာမှာပဲဆက်နေဖို့အတွက်အစွမ်းကိုလှုံ့ဆော်ခဲ့တဲ့အကြောင်းကိုအလေးနဲ့ထားပြောဆိုခဲ့ပါတယ်။ကျွန်တော်ဒီမှာပဲဆက်နေချင်ခဲ့တာပါ။ဒါကကျွန်တော်ရဲ့ဆန္ဒပါ။အသိမ်းမှာဆက်နေဖို့အတွက်ကျွန်တော်လုပ်နိုင်သမျှအရာအလုပ်ကိုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လာလီကာရဲ့စီမီတွေကြောင့်ဒါမဖြစ်လာခဲ့ပါဘူး။မမျှော်လင့်ပဲခုခွန်ခဲ့ရတဲ့ခံစားချက်အပေါ်ဒီလိုပဲပြောဆိုလာခဲ့ပါတယ်။မနေ့က2020ခုနှစ်မှာထွက်ခွာခြင်းခဲ့စဉ်ကအထက်အခုလို2021ခုနှစ်မှာဆက်နေခြင်းတဲ့အချိန်မှာထွက်ခွာရတာကပုံနာကျင်ရတယ်လို့သူကဆိုပါတယ်။မနေ့ကတော့ကျွန်တော်ထွက်သွားခြင်းခဲ့တာမှန်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်မိသားစုနဲ့ကျွန်တော်ဒီမှာပဲဆက်နေဖို့ဆွတ်ပြတ်ထားခဲ့တာပါဒီနေ့မှာတော့ကျွန်တော်ရဲ့တပွားလုံးကိုပိတ်ဆက်ခဲ့တဲ့ဒီနေရာကနေနှုတ်ဆက်ရတော့မှာပါလာစာချောချဖို့ကမ်းလှမ်းမှုအပေါ်ရှင်းလင်းချက်တစ်ခုမက်ဆီကသူ့ရဲ့လာစာကို90ရာခိုင်နှုန်းအထိချောချဖို့သဘောတူညီခဲ့တဲ့အကြောင်းကိုလည်းတည်ပြုခဲ့ပါတယ်ကျွန်တော်လာစာရဲ့90ရာခိုင်နှုန်းကိုချောချပေးဖို့ကမ်းလှမ်းခဲ့ပါတယ်သူတို့ကကျွန်တော်စီကတခြားဘာမှထားမတော့ဆိုခဲ့ပါဘူးကျွန်တော်အတိုင်းနိုင်ဆိုကူညီခဲ့ပေမဲ့အဆင်မပြေခဲ့တာပါကျွန်တော်ပြည်သားတွေကိုလည်းလူကိုယ်တိုင်နှုတ်မဆက်နိုင်ခဲ့တဲ့အတွက်တကယ်ကိုနှုံတော့ရောက်မိပါတယ်ကိုဗစ်ကရောဂါကြောင့်ကွင်းထဲမှာပြည်သားတွေအပြီးနဲ့နှုတ်မဆက်နိုင်ခဲ့တာကိုသူကအားမလို့အားမရဖြစ်ခဲ့ပါတယ်ဒီလိုမျိုးနှုတ်ဆက်ရလိမ့်မယ်လို့ကျွန်တော်တခါမှမတွေ့ခဲ့ဘူးပါဘူးကျွန်တော်နှုတ်ဆက်ချင်ခဲ့တာကကွဲထဲမှာပြည်သားတွေရဲ့အော်ဟစ်အပိတ်တောင်ကြီးရထဲမှာပါပြည်သားတွေနဲ့နီးနီးကပ်ကပ်မရှိပဲထွက်ခွာတော့ခဲ့ရတာကတကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်အနာဂတ်မှာပြန်လာမယ့်အကြောင်းကိုဂတိဆက်ကပြောဆိုခဲ့တဲ့လီယိုနယ်မက်ဆီဘာစီလိုနာဟာသူ့ရဲ့အိမ်ပေးတဲ့အတွက်ဒီနေ့မှပြန်လာမယ်လို့ဂတိပေးခဲ့ပါတယ်ဒါကကျွန်တော်အိမ်ပါကျွန်တော်ခဏပဲထွက်သွားတာပါကျွန်တော်ရဲ့ကလေးတွေကိုလည်းဒီကိုပြန်လာမယ်လို့ဂတိပေးထားပါတယ်ဒီနေ့မှကျွန်တော်တင်းတင်းနဲ့ပြန်လာပြီးဒီကလပ်ကိုအကောင့်ဆိုအသိဖြစ်နေအောင်ဆက်ပြီးကူညီသွားမှာပါဒီအင်တာဗျူးကမက်ဆီရဲ့ဘာစီလိုနာပေါ်မှာထားရှိတဲ့ချစ်ချင်းမြတ်တာကိုအတင်ရှာပြသခဲ့တာဖြစ်ပါတယ်မက်ဆီဘာစီလိုနာကနေထွက်ခွာသွားတဲ့အချိန်ဟာပြည်သားတွေတော့ကဘာပြည့်တယ်လို့ခံစားရတဲ့အချိန်ပါပဲကွဲပြေပေါင်းမှာရောဆိုရှယ်မီဒီယာတွေပေါ်မှာပါပြည်သားတွေရဲ့တုံ့ပြန်မှုကတကယ်ကိုစိတ်မကောင်းစရာတခုပါပဲမယုံကြည်နိုင်လောက်အောင်တို့လို့မှုနဲ့ဒီသတင်းစားထွက်လာတဲ့အချိန်မှာပြည်သားတော်တော်များများဟာဒါကိုသတင်းမှားဒါမှမဟုတ်အိမ်မက်ဆိုတခုလို့ထင်ခဲ့ကြပါတယ်ဒါကမဖြစ်နိုင်ဘူးမနေ့ကျအေးရကနိုးလာရင်အားလုံးကပုံမှန်အတိုင်းပဲဖြစ်နေလိမ့်မယ်လို့ပဲမျှော်လင့်မိတယ်ဆိုတဲ့စကားတွေဆိုရှယ်မီဒီယာပေါ်မှာအများစုတွေ့ခဲ့ရပါတယ်သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာတော့ပြည်သားထောင်ပုံများစွာဟာကွင်းရဲ့ပြည်ပမှာစုယုံခဲ့ကြပါတယ်ပြည်သားတချို့ဟာမက်ဆီရဲ့ကျွမ်းနာပါတဲ့ဆယ်ဂျာစီကိုကင်ပြီးမြေပြင်အပေါ်မှာထိုင်ချကချက်ကြီးတငင်ကိုကျွေးနေခဲ့ကြပါတယ်မက်ဆီမရှိတဲ့ဘာစီလိုနာဆိုတာဘာစီလိုနာမဟုတ်တော့ဘူးလို့ပြည်သားတွေကလည်းကြွကြော်ခဲ့ကြပါတယ်ဒါအပြင်ပြည်သားတွေကအတင်းရဲ့စီမံခန့်ခွဲမှုအပေါ်ဒေါသထွက်ခဲ့ကြပါတယ်မက်ဆီကလာစာ90ရာခိုင်နှုန်းအထိချောချဖို့သဘောတူညီခဲ့ပေမဲ့အတင်းကဆက်မထားနိုင်ခဲ့တဲ့အတွက်
တင်းရဲ့ဥက္ကဋ္ဌလက်ပေါ်တာနဲ့အရင်ကစီမံခန့်ခွဲသူတွေကိုပြည်သားတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။မက်ဆီကိုထွက်ခွာခွင့်ပေးလိုက်တာဟာကလာရဲ့တမိုင်းမှာအကြီးမားဆုံးအမှားပဲလို့ပြည်သားတွေကပြောဆိုခဲ့ကြတယ်လို့ဝင်းအပြင်ပေါက်မှာလည်းအသိစီမံခန့်ခွဲသူတွေကိုစားကျင်တဲ့ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ဝါနဲ့မှုတွေကြားထက်ကပဲမက်ဆီဘာစီလိုနာအတွက်ပိတ်ဆက်ခဲ့တဲ့မြောက်ကိုပြည်သားတွေကကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။ဆက်တဲ့နေ့တာပိတ်ဆက်ခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်လီယိုမင်းကဘောလုံးလောကရဲ့အကောက်ဆုံးကိုဖြစ်တယ်လို့ငါတို့ရဲ့နှုတ်သားထဲမှာလည်းထာဝရရှိနေမှာပါလို့ကဘာတဝမ်ကပြည်သားတွေကရေးသားခဲ့ကြပါတယ်။အခြားသောအသင်းပြည်သားတွေရဲ့ဆန္ဒမှုဘာစီလိုနာပြည်သားမှုတဲ့အခြားအသင်းဥပမာရီယယ်မက်ဒရစ်ပြည်သားတွေတုန်းကမက်ဆီရဲ့နှုတ်ဆက်ပွဲကိုကြည့်ပြီးစိတ်မကောဖြစ်ခဲ့ကြပါတယ်။လာလီကာမှာမက်ဆီကိုဆက်မရရတော့တာဟာဘောလုံးလောကတစ်ခုလုံးအတွက်ဆိုရှယ်မီဒီယာတစ်ခုလို့သူတို့ကတားမှတ်ခဲ့ကြပါတယ်။မက်ဆီထွက်ခွာသွားတဲ့နေ့ဟာဘာစီလိုနာမျိုးသူမျိုးသားတွေအတွက်တော့သူတို့ရဲ့မိသားစုဝင်တယောက်ကိုဆိုရှယ်ရတယ်လို့မျိုးချုပ်ကပ်ပြီးဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။မက်ဆီဘာစီလိုနာကနေထွက်ခွာခဲ့ရတဲ့ဒီမြင်ကွင်းကိုကြည့်ပြီးဗန်နီယာလောက်စိတ်မကောဖြစ်ခဲ့ကြတယ်။လာလီကာရဲ့စီမင်းတွေကြားမှာမတက်တာပဲခွာခဲ့ရပေမဲ့မက်ဆီရဲ့နှလုံးသားကတော့ဘာစီလိုနာမှာပဲကြိုင်ရင်ခဲ့တာပါအားလုံးရဲ့အမြင်မှာရောမက်ဆီကဘာစီလိုနာမှာပဲကစားသမားဘွားကိုစိုးစားတိုက်ခဲ့တာလားကောမမှာပြောပြတော့ကြပါဦးခင်ဗျာ